စီစာရွက်နဲ့တကွာရှိအဲ့တော့ကျွန်တော်ကဘုရားတန်နိုင်ကြောင်းပဲပြောပြနိုင်တာကျွန်တော်ဟာအဲ့တော့ပြီးတော့ဟိုကဒီအသိဉာဏ်တွေနဲ့သူ့ကိုကျေးဇူးတင်တဲ့အနေနဲ့ပြုလုပ်ပေးတဲ့အရာတွေကိုတင်ပါတယ်နော်။ဒါရှင်းရှင်းလေးပြီးတော့မိတ်ဆွေချင်းချင်းမှာဆိုရင်ဒီလိုမျိုးအရာတွေပေးတာကလက်ဆောင်ပေါ့နော်။အဲ့တော့လက်ဆောင်စံတက်ကိုရှောင်းလာကြတယ်ဖြစ်တယ်ပေါ့နော်။ဒီလိုရောက်နေဆိုတော့စဉ်းစားမှာပေါ့နော်။ကျွန်တော်စိတ်ချမှု你们没有？你们在干嘛？